နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်ဆန်းစုကြည်ကိုဖမ်းဆီးထိန်းသိမ်းထားတဲ့နေရာကိုစစ်ကောင်စီကထပ်မံပြောင်းရွှေ့ထားတယ်လို့နေပြည်တော်အချုပ်ထောင်နဲ့နှိစက်သူတယောက်ကပြောပါတယ်။ဒီသတင်းကိုတုတချမ်းသာပေးပို့ထားတာပါရှင်။ဆီယနာစာသိန်းနဲ့2021 February 10ရက်နေ့ကစပြီးစစ်ကောင်စီကနိုင်ငံတော်၏တိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်ဆန်းစုကြည်ကိုနေပြည်တော်ကလျှို့ဝှက်နေရာတစ်ခုမှထိန်းသိမ်းခဲ့ပြီးရုံးထုတ်စစ်ဆေးခဲ့တာပါ။2022ဇွန်လမှာဒေါ်ဆန်းစုကြည်ကိုနေပြည်တော်အချုပ်ထောင်မှာပြောင်းရွှေ့ထိန်းသိမ်းထားကြောင်းစစ်ကောင်စီကသတင်းထုတ်ပြန်ခဲ့ပြီး2024ဧပြီလမှာနေပြည်တော်အချုပ်ထောင်ကနေနေပြည်တော်ကောင်စီနယ်မြေတူဝင်ကြီးအစင်းနေတစ်ခုကိုပြောင်းရွှေ့ထိန်းသိမ်းခဲ့တယ်လို့သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။လက်တလုံးမှာတော့နေပြည်တော်ကောင်စီတူဝင်ကြီးအစင်းနေကနေနောက်ထပ်နေရာတစ်ခုပြောင်းရွှေ့ထားကြောင်းသတင်းတွေထပ်ပြီးထွက်ပေါ်ခဲ့တာပါ။နေရာတွေကျွန်တော်လည်းသုံးနေရာလေးလိုပါဒီမှာတူနေရာလေးပါနေရာကြောင်းတော့ဒီကြမပြီးတော့ဆက်ပြောင်းနေတယ်အစ်စ်နဲ့ကြားတာအဲဒီကျွန်တော်ပြီးထားတဲ့နေရာမှာတော့ရှိဆိုတာပဲဒီအဲဒီနေပြီးတော့ကောင်းဒီပဲပြောင်းတယ်လို့ပြီးထားတယ်အဲဒီကနေဆက်ပြောင်းသွားတာနိုင်ငံရေးဆိုင်တဲ့ဆိုင်တော့ဘလို့တွေးထားရတော့ဘုံမပေါ့လက်ရှိလူအနာရှိတဲ့သူကသူတို့အယူဆတွေးခေါ်ရသဘာဝတိုင်းမဟုတ်ရင်တော့ကျွန်တော်တွေးလို့မရဘူးကျွန်တော်အယူဆတော့အဲ့လိုကျမိုက်ဆိုတာပါဖြစ်နေတယ်ဒါပေမဲ့အဲ့ဒါလည်းကျွန်တော်ကထုတ်ပြောလို့မရဘူးနိုင်ငံရေးရဆိုတော့အတဲ့အရွယ်နဲ့ကျမိုက်နဲ့ခံမှန်းတော့ဆိုရင်ကြတော့ရှိတော့ပေါ့သူကသတိနဲ့နေတာများတယ်တရားတရားနဲ့နေတော့ကျမိုက်ရေးရစားတော့တဲ့ပတ်ဝန်းကျင်ကြောင်းမှတွေ့လို့ကျွန်တော်ဘာမှဖြစ်နေပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဗဟိုအလုပ်မှုဆောင်တွေဖြစ်တဲ့ဒေါက်တာတင်မျိုးဝင်းနဲ့ဦးသိန်းဦးတို့ဒေါ်ဆန်းစုကြည်ကိုတွေ့ဆုံခွင့်ရခဲ့တယ်လို့သတင်းတွေထွက်ပေါ်ခဲ့ပေမဲ့သတင်းအမှားသာဖြစ်တယ်လို့ပါတီဘက်ကတုံ့ပြန်ထားပါတယ်။မြန်မာဒီမိုကရေစီရဲ့ icon ဖြစ်တဲ့ဒေါ်ဆန်းစုကြည်ကိုသူတို့အသေးကြောက်ကြတယ်ဗျ။ဒါကြောင့်ဒေါ်ဆန်းစုကြည်အပေါ်မှာပြည်သူလူထုကဒီနေ့ထိယုံကြည်အားကိုးချစ်ခင်နေကြတော့ပဲဆိုတာကိုဒီစစ်အုပ်စုတွေကသိတယ်။ဒေါ်ဆန်းစုကြည်နောက်မှာပြည်သူလူထုတရက်လုံးရပ်တည်နေကြတာရှိပါတယ်။ဒါကြောင့်မလို့ဒေါ်ဆန်းစုကြည်နဲ့ပြည်သူလူထုဝေးနေအောင်မတရားတွေအမှုတွေဆင်ပြီးတော့ဖမ်းဆီးထားတာဖြစ်ပါတယ်။ဒီစစ်အုပ်စုကသူတို့မရှူနိုင်မကယ်နိုင်အကြက်ဆိုင်လာရင်ထွက်ပေါက်ဖြစ်အပေးယူလုပ်ဖို့အသုံးချဖို့တရားခံလုပ်ထားတာလို့လည်းမြင်ပါတယ်။ဒီချိန်မှာသူတို့မျက်ွယ်ပြူထားနိုင်ပေမဲ့ဒါမျိုးကိုတော့သူတို့အကြိုက်ထိန်းထားနိုင်မလို့မမြင်ပါဘူးခင်ဗျ။ဒေါ်ဆန်းစုကြည်ကိုစစ်ကောင်စီတရားရုံးကပုံမှန်14ခုအတွက်ထောင်ဒဏ်28နှစ်ချမှတ်ထားတာပါ။ရွေးကောက်ပွဲတရားမဲ့ပြုကျင့်တာကြောင့်အာဏာသိမ်းတာလို့အကြောင်းပြချက်ပေးခဲ့ပေမဲ့စစ်ကောင်စီကဒေါ်ဆန်းစုကြည်ကိုလက်တွေ့တရားစွဲဆိုရုံးတင်ရမှာတော့ရွေးကောက်ပွဲတရားမဲ့ပြုကျင့်တာနဲ့ပတ်သက်တဲ့ပုံမှန်တစ်ခုသာပါဝင်ခဲ့ပါတယ်။ဒေါ်ဆန်းစုကြည်ဟာ2022ဒီဇင်ဘာလမှာရှင်းနေဖွဲ့နဲ့နောက်ဆုံးတွေ့ခွင့်ရခဲ့ပြီးအဲ့ဒီနောက်ပိုင်းအခြေအနေတွေကိုစစ်ကောင်စီကသတင်းအမှောင်ချထားခဲ့တာပါဘယ်နေရာရောက်နေမှလည်းမသိဘူးဘယ်လိုအခက်အခဲကြက်တဲ့စင်ကုန်မှုတွေနဲ့ရင်ဆိုင်နေရမှလည်းမသိဘူးပေါ့နော်ဒေါ်ဆန်းစုကြည်ရဲ့ကျမ်းမာရေးကတိုင်းပြည်ရဲ့ကျမ်းမာရေးပဲလေဒေါ်ဆန်းစုကြည်ရဲ့အခြေအနေကတိုင်းပြည်ရဲ့အခြေအနေပေါ့နိုင်ငံတကာကစစ်ရာဇဝတ်ကောင်မင်းအောင်လှိုင်ကိုတောက်လျှောက်ဖိအားပေးနေတဲ့အချိန်မှာရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ hot ဖြစ်နေတဲ့ဖိအားတွေကိုဖုံးဖိနေတဲ့အခါကျတော့ဒီလိုပုံစံမျိုးသတင်းတွေထုတ်နေသလားပေါ့ဗျာစစ်ကော်မရှင်အနေနဲ့ကသူတို့ကဖမ်းထားတဲ့လူလေဖမ်းတာလည်းမင်းတို့ပဲတရားရုံးတင်တာလည်းမင်းတို့ပဲထောင်ချတာလည်းသူတို့ပဲအဲ့ဒီအတွက်ကြောင့်မလို့တကယ်တာဝန်အရှိဆုံးကတော့စစ်ကော်မရှင်ဖြစ်တယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်စစ်ကော်မရှင်အနေနဲ့ဒီကိစ္စကိုညံဆုံးပေါ့သတင်းထုတ်ပြန်ပေးဖို့လိုတယ်စစ်အစိုးရဆက်ဆက်မှာဒေါ်ဆန်းစုကြည်ဟာအခုတစ်ကြိမ်နဲ့ဆိုရင်၄ကြိမ်မြောက်အဖမ်းခံခဲ့ရတာဖြစ်ပြီးလက်ရှိအချိန်ထိနေအကျယ်ချုပ်အပါဝင်အကျဉ်းထောင်ထဲမှာနေရတဲ့အချိန်ဟာစုစုပေါင်း19နှစ်အထိရှိနေပြီလို့ဗြိတိန်ခြေစိုက်လူခွင့်ရေးစောင့်ကြည့်ရေးအဖွဲ့ဘာမာကမ်ပိန်း UK က January 14ရက်နေ့မှာထုတ်ပြန်ထားပါတယ်။ဒေါ်ဆန်းစုကြည်အပါဝင်နိုင်ငံရေးအကျဉ်းသားတွေကိုပြန်လွှတ်ပေးဖို့နိုင်ငံတကာအစိုးရတွေနဲ့အဖွဲ့အစည်းတွေကအကြိမ်ကြိမ်တောင်းဆိုခဲ့ပေမဲ့စစ်ကောင်စီကလစ်လျူရှုထားခဲ့တာဖြစ်ပါတယ်။ကျွန်တော်တုဒ္ဒချမ်းသာပါ